Hello everyone, this is teacher Nora and welcome back from my Empire game. Today we are going to read some short paragraph with me, okay? So now is our English reading time. Not to miss out next episodes, please like and follow my page. Okay, article is about Happy Grandparents' Day. Happy Grandparents' Day. Got plans on September 7. Clear the calendar if anyone calls you grandma, grandpa, Mimo, or pops. That day is dedicated to you. You may even come away with a story like this. ဒီ article လေးရဲ့အကြောင်းအရာကကြတော့ Happy Grandparents Day ဆိုတဲ့ဒီခေါင်းစဉ်လေးနဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ကဲဆက်ပြီးတော့ဖတ်ကြမယ်နော်။ Got plans on September 7. September 9 ရက်နေ့အတွက်အစီအစဉ်တွေရှိပြီလား။ Clear the calendar if anyone call you grandpa, grandma, mimos or pops. ကဲတစုံတစ်ယောက်ကမင်းကို grandma, grandpa, mimo, pops အဲ့လိုမျိုးခေါ်နေပြီဆိုရင်တော့မင်းရဲ့ calendar မှာရှင်းရှင်းလင်းလင်းလုပ်ထားလိုက်ပါ။ဘာလို့လဲဆိုတော့ that day is dedicated to you ဒီရက်ကမင်းနဲ့သက်ဆိုင်ပြီးတော့မင်းအတွက်မင်းအတွက်နင်းမြုပ်ထားတဲ့ရက်ဖြစ်တယ်ပေါ့နော်မင်းအတွက်သက်ဆိုင်တဲ့ရက်တရက်မင်းအတွက်အရေးကြီးတဲ့ရက်တရက်ဖြစ်လို့ဖြစ်ပါတယ်တဲ့ You may even come away with the story like this တဲ့မင်းဒီလိုမျိုး stories လေးတွေနဲ့လာပြီးတော့ပတ်သက်ရမယ်ပေါ့နော်ဒီလိုမျိုး story လေးတွေအကြောင်းကိုလေ့လာရမယ် My 11-year-old grandson asked me what year I was born. I told him 1943. He replied, "Come on, really?" So, သူရဲ့ဒီအသက်17နှစ်အရွယ်ရှိတဲ့မိလေးကမေးတယ်။ဘာမေးလဲဆိုတော့ဘယ်နှစ်မှာမွေးတာလဲ What year I was born. သူအဖွားဖြစ်မဲ့သူအဖိုးဖြစ်မဲ့မေးတယ်။ငါဘယ်နှစ်မှာမွေးတာလဲ I told him ငါသူ့ပြောလိုက်တယ်1943မှာမွေးတာ He replied သူကပြန်မေးတယ်Oh, come on, really? တကယ်ကြီးပဲလားဆိုပြီးတော့တအံ့တအော်နဲ့ပြန်မေးတယ်တဲ့ I was playing with my 4-year-old grandson in his backyard when some young friends of his approached the fence. My grandson, showing great maturity, introduced me to them. This is my grandpa. He told them his name is Grandpa. I was playing with my 4-year-old grandson in his backyard. So, သူကဒီအဖိုးဖြစ်ခြင်းလဲဒီအဖိုးပေါ့နော်အဖိုးဖြစ်တဲ့လူကသူ့ရဲ့အသက်4နှစ်အရွယ်မြီးလေးနဲ့ဒီခြံနောက်အိမ်နောက်ဖေးမှာအိမ်နောက်ကခြံပြောမလဲအိမ်နောက်ဖေးမှာပေါ့နော်အိမ်နောက်ဖေးကွက်လက်မှာသူကဆော့ကစားနေအဲ့ချိန်မှာ when some young friends of his သူ့ရဲ့တချို့တငယ်ချင်းအချို့ကတဲ့ approach the fence ဆိုတာကခြံစည်းနာကိုကတ်လာတဲ့အခါမှာ my grandson showing great maturity introduced me to them သူ့ရဲ့ညီလေးကသူ့ရဲ့တငယ်ချင်းတွေစီကိုမိတ်ဆက်ပေးရပေါ့နော် This is my grandpa ဒါငါရဲ့အဖိုးပဲ He told them အဲ့လိုပြောလိုက်တယ်ပြီးအခါမှာ His name is grandpa သူ့နာမည်က grandpa ဖြစ်တယ်လို့ပြောလိုက်တယ်တဲ့ Okay နောက်တစ်ခုက We will all take turns telling readers when my daughter-in-law said What has ears but can't hear We all are taking turns ဆိုတာငါတို့တွေအကုန်လုံးအလှည့်ကျကစားနေကြတယ်ဘာလဲဆိုတော့ riddles ပြောတာကိုကစားနေကြတယ်အဲ့ဒီခါမှာmy daughter-in-law ချွေးမကမေးရပေါ့နော်ပြောတယ် what ဘာလဲ has ears နားတွေတော့ရှိတယ် but can't hear နားတွေရှိပေမဲ့မကြားနိုင်ဘူးအဲ့ဒါဘာလဲလို့မေးတဲ့အခါမှာ I was about to answer နော်ဒီအဖွားကဖြေဖို့လုပ်တယ်ဘာလဲဆိုတော့စဖြေလိုက်တာပါလဲဆို corn ဆိုတာကပြောင်းဘူး but my granddaughter beat me to the punch ဒီမျိုးရိုက်ပြီးတော့ yelling ဆိုအော်လိုက်တယ် grandma ဆိုပြီးတော့အော်လိုက်တယ်တဲ့ကဲဒီနေ့အတွက် reading short paragraphs လေးကတော့ဒီမှာပဲရပ်လိုက်ပါမယ်အဓိကကတော့ဒီနေရာမှာလေ့လာစရာ vocabulary အသစ်လေးတွေရမယ်ပြီးတဲ့အခါမှာကိုကစာဖတ်ရတာကိုပြင်းနေသူဆိုရင်ဒီလိုမျိုးအတူလေးတွေကိုဒီချင်နဲ့တူလာပြီးတော့ခဏလေးဟိုမှာတစ်နေ့ကိုမှ4မိနစ်5မိနစ်လောက်အချိန်ပေးပြီးတော့ဖတ်သွားရင်းနဲ့
ပို့ပြီးတော့ရှည်တဲ့စာပိုက်တွေပို့ပြီးတော့အကြောင်းအရာစုံနေတဲ့စာပိုက်တွေကိုဖတ်တဲ့အကျင့်လေးလုပ်သွားလို့ရပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်